မျိုးရအောင်မင်္ဂလာပါဗျာမီလီရဲ့ပြက်နေတော့နည်းနည်းတော့တီးခန့်ပြီးကြည့်ပါဗျာမနက်ကတော့ပွဲမမလူတွေကတော့မိမ့်ပတ်တီးရသွားရောဗျာကျွန်တော်ဒီမှာတင်ပေးလူတွေမှာတော့ကီးရလွှဲပြီးတော့မရလိုက်ကြရလို့ဖြစ်တော့ကျွန်တော်ဒီညနေကြိုးစားပြီးတော့တင်ပေးပါမယ် break အနေနဲ့တော့ကျွန်တော်ဒီညနေ9:30 break ညီကိုတို့မျိုးတို့ကြိုက်တဲ့ကဏ္ဍနဲ့တွဲဆက်ပြီးထိုးပါဗျာတကယ်လို့တေချာရဲ့ကဏ္ဍလိုချင်တော့ကျွန်တော်မမဝင်မှုလာမေးကြည့်လို့ရပါတယ်ကျွန်တော်ဖုန်းနံပါတ်နဲ့ဖုန်းနံပါတ်ကိုကျွန်တော်ဘာရနံပါတ်နဲ့ဖုန်းနံပါတ်ကိုကျွန်တော်ဗီဒီယိုမှာမှတ်မှာထည့်ပေးထားပါမယ်ဒီညနေပူးကြိုက်တဲ့လူတွေဆိုတော့ကျွန်တော်99နဲ့3.3ကိုအားပေးပါတယ်ကဏ္ဍတွေရတယ်ဗျာသိရမလားခါကြရင်ဟိုကဏ္ဍရထပ်ပြီးထွက်ချင်ရထွက်နေတဲ့ခါကျကျွန်တော်ကလည်းလိုက်ပြီးတော့ရွေးပေးရနည်းနည်းတော့အခက်အခဲလေးရှိတော့ကြိုးစားပြီးတော့တင်ပေးပါမယ်ဒါပေမဲ့မိန်းပတ်တီးနဲ့ဇာတိုးပတ်တီးလို့ညင်တော့ကျွန်တော်ပိုက်ပါနဲ့လာမေးလို့ရပါတယ်နေ့ဖွင့်နေ break လိုက်ရတော့9:30 break ပါညီကိုကြိုက်တဲ့ကဏ္ဍနဲ့ကတ်မယ်ဆိုတော့ကျွန်တော်ကီးပေးမယ်ကီးပေးရမယ်ဆိုတော့3.5ကီးကိုကျွန်တော်ကသဘောကျရောဗျာညီကိုကြိုက်ရင်တော့လိုက်ထိုးကြအောင်ကျွန်တော်ကဏ္ဍတွေကိုနေ့စဉ်တိုင်းကြိုးစားပြီးတင်ပြပါကျွန်တော် channel အသစ်လေးကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်အဲဒါဆိုရင်ညီကိုတို့ဗီဒီယိုတက်တိုင်းတိပြီးတော့ညီကိုကြိုက်တာနဲ့တွဲပြီးတော့ထိုးလို့ရနိုင်ပါဘူးအားလုံးပဲညနေကန်ကောင်းကြပါစေပေါက်ကြပါစေလို့ဆုတောင်းပေးပါတယ်ပြန်ပြီးသမားရတော့ကျွန်တော် channel မှာတင်ပေးထားပါမယ်နော်အဲ့မှာလာမေးလိုက်ပါ channel မှာတင်ပေးထားမယ်တကယ်လို့ကဏ္ဍမရတဲ့လူတွေဆိုရင်လည်းကျွန်တော်ဖုန်းဆက်ပြီးတော့ပြောလို့ရပါတယ်မနက်ကရလိုက်ကြမယ်ဆိုတော့ပြန်ပြီးသမားရတော့အဆင်ပြေနေလောက်ပြီထင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါတခုသိချင်တာဆိုရင်တော့ကျွန်တော်ဖုန်းနံပါတ်နဲ့ Viber ကနေလာရောက်မေးမြန်းနိုင်ပါတယ်